အဲ့ဒီမောင်းကြီးတဲ့အတောင်မှနှစ်ဖက်နဲ့ပေါ့ဟိုလိုပုံစံဟိုလိုကောင်းပြီဟိုမှာထောင်းလာအဲ့လိုပုံစံအဲ့ဒီကောင်ကြီးက miss code လောက်အဲ့အတောင်မှနှစ်ခုတည်းကိုဘယ်ညာ꿰တာတော့ auto စနစ်အနေနဲ့ဘယ်ကို꿰ရင်ညာအတောင်မှပေါ်တက်ဆိုပေမဲ့ဒီအတောင်မှနှစ်ခုတစ်ပြိုင်နဲ့အပေါ်တက်အောက်ဆင်းလုပ်တဲ့ခါဆိုလို့ရှိရင်အဲ့ကောင် miss လုပ်ပြmiss ထဲမှာပြောဝင်အခုလို့ဆို new miss တဲ့ဘာမှမရှိဘူးဒါကြည့်ရ menu ရဲ့ normal သဘောနေမှာ normal သဘောပြီးတော့မှဒီသူအဲ့မှာ miss ရွေးပါမယ်ဒီလိုသွားရလို့ရှိရင် joystick နှစ်ခုတစ်ဖက်ထဲမှာဒီစာဘူးနှလုံးတစ်ပြိုင်နဲ့အလုပ်လုပ်တာဒီလိုကောင်းလို့တစ်ဖက်ထဲမှာစာဘူးနှစ်ခုတစ်ပြိုင်နဲ့အလုပ်လုပ်တာ channel 1 2မှာတစ်ပြိုင်နဲ့ miss ကစားတယ်ဒီအောက်ကအမီးနဲ့ကောင်ဆိုလို့ရှိရင်ဒါရိုးရိုးလင့်ပြောနော်ဒီကောင်တော့ရိုးရိုး pick ဒီကောင် pick up normal ဒီ slam mode တွေကိုအခုကျွန်တော်ရွေးလိုက်မှာဆိုလို့ရှိရင်ဒီမှာရွေးလိုက်ပြီး set up okay ဖြစ်သွားပြန်ထွက်လိုက်လို့ရှိရင်ဒီ joystick တွေဒီ rolling အတွက်ကိုပဲကြည့်အရင်နဲ့မတူတော့တစ်ခုတည်းကစားပြီးမယ်နှစ်ခုတစ်ပြိုင်နဲ့လိုက်ဆော့တယ်တစ်ခုတည်းဆော့တယ်အရင်ကတစ်လိုင်းဆိုရင်တစ်လိုင်းပဲတစ်လိုင်းထဲမှာ channel တစ်ခုထဲမှာအတက်ဆင်းလူဒီကောင်လုံးလိုက်တဲ့ခါကျတော့သူကပုံစံပြောင်းသွားတယ် joystick တွေဒီကောင်ကတော့သူပုံမှန်သွားပြီးတော့ဒီမှာလွတ်လာ rolling ပါလေ channel line တွေစာဘူးရဲ့ channel line ကစားတဲ့ဟာပြောင်းသွားဒီမှာဒီ pick လုပ်လို့ရှိရင် channel 2နဲ့4နဲ့ဆန့်ကျင်ဘက်တွေသွားဒီကောင်ကျတော့ direction တစ်ဖက်တည်းကိုသွား direction တစ်ဖက်တည်းအဲဆိုလို့ရှိရင်ပြန်ဝင်ရောက်သွားပြန်ဝင်ပြီးတော့ဒီ miss setting ထဲမှာဒီကောင်တင်ကာဆော့တယ်ဆိုလို့ရှိရင်ဒါတွေမလုပ်တော့ဆိုလို့ရှိရင်ကိုကပြန်ပြီးထွက်ရပါတော့ဒီ mode တွေအကုန်လုံးပြန်ထွက်ပြီးကိုက normal